လာပါလို့ကြော်ဆက်လိုက်ပါတယ်ဗျာဒီကတော့ဒီမှာဒီ YouTube ပေါ်မှာပေါ့နော် YouTube ပေါ်မှာဒီတပ်ပနေပေါ့နော်ကာဘာထိမယ်ဆိုလို့ရှိရင်ဒီလိုအလိုတကူထည့်လို့မရဘူးပေါ့နော်ဒီ channel ကအခုမှစပြတာဖြစ်တဲ့အတွက်တခါလေးပြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကာဘာတပ်ပုံလေးထိမယ်ပေါ့နော်ကာဘာတပ်ပုံထိဖို့အတွက်ဆိုလို့ရှိရင်ဒီမှာဒီစစ်ဆိုတဲ့နေရာနှိုက်လိုက်ပေါ့နော်ဒီမှာဒီခေဖြက်လေးပုံစံကိုနှိုက်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီခေဖြက်လေးပုံစံရှိတယ်အဲ့ဒီခေဖြက်လေးပုံစံကိုနှိုက်လိုက်မယ်ပေါ့နော်ခေဖြက်လေးပုံစံကိုနှိုက်လိုက်တာ ਨੇ အခုလိုနေရာရောက်သွားလိမ့်မယ်ကာဘာတို့လောက်ထားဖို့လိုတယ်ပေါ့နော်အိမ်မှာကာဘာကိုနှိုက်လိုက်မယ်ကာဘာကိုနှိုက်လိုက်တာ ਨੇ အခုလိုဒီမှာ view လောက်ခိုင်းလိုက်မယ်ပေါ့နော်ဒီလို view လို့ပြနေလိမ့်မယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာ view ကိုနှိုက်လိုက်တာ ਨੇ ဒီဖုန်းနံပါတ်တောင်းလိုက်မယ်ပေါ့နော် barbecue shape ကောက်ပေါ့နော်အဲ့မှာဆိုလို့ရှိရင် barbecue shape ကောက်ကိုထည့်ကြည့်လိုက်မယ်ပေါ့နော်barbecue shape ကောက်ကတော့ဒီမှာဆိုလို့ရှိရင်ကိုကဒီဖုန်းနံပါတ်တဲ့အများကြီးထည့်ထားတာဖြစ်တဲ့အတွက်ဘယ်လိုကောက်ပေးမလဲဆိုတာစမ်းကြည့်လိုက်မယ်ပေါ့နော်ကောက်ထည့်ကြည့်လိုက်မယ်နောက်ပြီးတော့ရှေ့ဒီမှာတက်မီကိုနှိုက်လိုက်မယ်ပေါ့နော်တက်မီကိုနှိုက်လိုက်ပြီးတော့လို့ရှိရင်ဒီမှာ night ဆိုတဲ့နေရာလေးကိုနှိုက်ပေးလိုက်မယ်အဲ့မှာနှိုက်ပေးလိုက်တာ ਨੇ ဒီမှာဆိုလို့ရှိရင်ဒီ password တောင်းနေပေါ့နော်ဒီမှာကောက်ပို့လာပြီပေါ့နော်အဲ့ဒီကောက်ကို copy ယူလိုက်ပြီးတော့ဒီမှာထည့်လိုက်ဒီမှာကောက်တောင်းတယ်ပေါ့နော်ခုနကကောက်ကိုတောင်းတယ်ဒီမှာကောက်ထည့်လိုက်ပြီပေါ့နော်ကောက်ထည့်လိုက်မှဒီမှာဖုန်းနံပါတ် view file ဆိုပြီးတော့ပြတယ်ပေါ့နော်အဲ့ဒါမှဒါလေးဒီကာဘာပေါ်တော့ထည့်လို့ရမှာဖြစ်ပါတယ်မှတော့ထည့်လို့မရဘူးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့ကာဘာကိုထည့်လိုက်ပြီပေါ့နော်နောက်ပြီး dance ဆိုတာနှိုက်လိုက်မယ်နောက်ပြီး sit ဆိုတာနှိုက်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ code share တဲ့ကာဘာပေါ်တော့တဲလို့ရမှာပေါ့နော်မှတော့တဲလို့ရမှာမဟုတ်ဘူးဒါကတော့ဒီအခုမှကိုကလေဒီဗီဒီယိုကအခုမှတဲနော်အခုမှစားတာဖြစ်တဲ့အတွက်ပေါ့နော်ရှာနေရအခုမှတဲဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်ရှာနေတောင်းထားတာကိုလို့ကြားပြီအဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီကာဘာဖြစ်ဖို့အတွက်ဖုန်းပြဖို့လို့လောက်ရတာလေဆိုတော့အလုံးနားလေးပါထားလိမ့်မယ်လို့ပြောနေပါတယ်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်